ရှမတဲ့အခန်းကြီး6အခန်းငယ်33မှာဆိုလို့ရှိရင်တော့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုရှေ့ဦးစွာရှာဖွေရန်အတွက်ကျွန်တော်အနေနဲ့ခွန်အားပေးခြင်းပါတယ်။ဒါကတမန်ကျမ်းစာရဲ့တုံတင်ချက်ဖြစ်ပါတယ်။ကျွန်တော်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုရှေ့ဦးစွာရှာပါလို့ပြောတဲ့အခါမှာကျွန်တော်အလုပ်မသွားခင်မှာကျွန်တော်ခဏလေးဆုတောင်းပြီးတော့ကျွန်တော်တို့ကိုယ့်ရဲ့တရက်တာလုံးအသက်တာအတွက်ကျွန်တော်တို့ဆက်ကပ်မယ်။ကျမ်းစာဖတ်မယ်။ကျွန်တော်နဲ့တွေ့ဆုံမဲ့သူတွေအားလုံးကိုဘုရားသခင်ကောင်းချီးပေးပါဆိုတဲ့ဆုတောင်းချက်မျိုးစသဖြင့်ကျွန်တော်တို့ဆုတောင်းပေးလို့ရပါတယ်ဒီနေ့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုရှေ့ဦးစွာရှာပါလို့ပြောတဲ့အခါမှာဒီနေ့ကျွန်တော်တို့ဥပဒေတွေရှိပါတယ် laws တွေရှိပါတယ်ဟလာဒီအရာတွေကိုကျွန်တော်တို့လိုက်နာပြီးတော့ကျွန်တော်တို့လှုပ်ဆောင်ရတယ်ဥပမာဝန်ထမ်းဆိုလဲဝန်ထမ်းရဲ့စီကံရှိတယ်တထဲဆိုလဲတထဲရဲ့စီကံရှိတယ်ဟလာဝန်ထမ်းတွေကိုပုံမှန်လစာပေးနိုင်ရမယ်ဟလာဝန်ထမ်းတွေဆိုလို့ရှိရင်လဲတထဲကိုဟလာကောင်းမွန်စွာပဲဒီနေ့လူရဲ့အမှုကိုဆောင်ရွက်တဲ့ကဲတော့မဟုတ်ဖျားသခင်အမှုကိုဆောင်ရွက်တဲ့ကဲတော့တကယ်ပဲအလုပ်လုပ်ပေးရမှာဖြစ်ပါတယ်ဒါဟာဆိုလို့ရှိရင်တော့တကယ်ပဲနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုကျွန်တော်တို့ရှေးဥစွာရှာဟလာဒီနေ့ဒီလောကကြီးမှာချမှတ်ထားတဲ့အလုပ်ဆိုအလုပ်စည်းကမ်းအလုပ်မှာလည်းအလုပ်စည်းကမ်းရှိတဲ့ဒီຢာတွေကိုကျွန်တော်တို့လိုက်နာပြီးတော့လှုပ်ဆောင်တယ်ဆိုလို့ရှိရင်တော့တကယ်ပဲအင်မတန်မှတန်ဖိုးရှိတဲ့အလုပ်သမားကောင်အင်မတန်မှတန်ဖိုးရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်မှာဖြစ်ပါတယ်